ကျမအချစ်ရဲ့ဘာသာစကားကတော့စားတော့ကောင်းကောင်းချက်ကျွေးတာပဲ။ကြားဘူးတယ်မလားတယောက်နဲ့တယောက်အချစ်ရဲ့ဘာသာစကားတွေကမတူကြဘူးတဲ့။ကျမကလူတယောက်ကိုခင်ကြောင်မေတ္တာရှိကြောင်ပြခြင်းစားတော့ကောင်းကောင်းချက်ကျွေးဖို့ပဲအရင်ဆုံးသတိရတယ်။ကိုဝါသနာကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ဆယ်ကျော်တဲ့ရွယ်သူများတွေကအချစ်ဝတ္ထုဖတ်နေတဲ့အချိန်မှာကိုကဟင်းချက်စာအုပ်ဖတ်ခဲ့တဲ့လူဆိုတော့လေကိုချက်ကျွေးတာကိုကြိုက်တယ်ဆိုရင်ရလာတဲ့ PT ကပင်မနာတော့ဘယ်ရောက်သွားမှန်းမသိဘူး။ကွန်မန့်တစ်ခုမှကျမကိုပြောထားတာကျွန်ဘွားမှာပြောနေသူလေတဲ့။ကျမတို့တွေကဘဝဘေးအခြေအနေကြောင့်ငွေနောက်လိုက်ရတဲ့အခါမျိုးတွေရှိကြမှာပဲ။ကျမ25နှစ်အရွယ်မှာရှင်တန်ဖြတ်တန်းနေရတဲ့နေ့ရက်တွေကနောက်တစ်ခေါက်ပြန်မရနိုင်ဘူး။လက်ပြန်ဘာဖြစ်မလဲဆိုတာမသိကြတဲ့လောကကြီးမှာဘာကြောင့်ပြောအောင်မနေရမှာလဲ။ခါတလေကြာရင်ကျမတို့ကအိမ်မက်တွေနောက်လိုက်ရင်ငွေနောက်လိုက်ရင်နဲ့ပြောအောင်နေဖို့မိနေတတ်ကြတယ်။ကျမဖတ်ဘူးတဲ့စာလေးတစ်ကြောင်အရန်သဘောကျတာပဲ။ကိုအသက်ရှင်နေတဲ့ဒီနေ့ကိုဘွားရဲ့နောက်ဆုံးနေ့အဖြစ်ရှင်သန်ပါတဲ့။ဘယ်နေရာကိုရောက်မှဘယ်လိုအရာကိုပိုင်ဆိုင်မှပြောမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကျမတို့ရဲ့နေ့စဉ်ဘဝမှာပဲဝါသနာပါတာတွေကိုလှုပ်ရင်းအိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်ရင်းနဲ့ပျော်ရွှင်အောင်နေထိုင်လို့ရပါတယ်။လူကျင်တာတွေများရင်ပူလောင်ရတာတွေကလည်းများတာပဲ။ပြောလင်းတယ်လို့ဖြစ်မလာတဲ့အခါစိတ်ညစ်ရတာတွေလည်းရှိမှာပဲ။စိတ်ကို